ဒီရှုခင်းညိုကြည့်လိုက်တိုင်းတနစ်တာပင်ပန်းမှုကိုပြတ်သွားတာပဲအရန်လှတာပဲအခုမတ်တက်ကအမရာဘေးမှာပါအမရာဘေးကဒီဇိုင်းတွေ facility တွေကမတ်တက်ရဲ့အကြိုက်ပဲဖြစ်နေလို့အမရာဘေးမှာပဲအရန်ကိုပြောနေပါပြီရှင်အခုမထက်နေတဲ့အခန်းကအမရာဘေးကွန်ဒိုရဲ့အကောင်းဆုံးအခန်းပေါ့ပြီးဖို့ဆောင်ဆိုရင်ဒီလိုမျိုးတတ်တတ်ရရနဲ့လလပပလေးမှာမထက်ကကြိုက်တာအဲ့ဒါမှဟင်းချက်တဲ့ခါကျရင်စိတ်ချမ်းချမ်းတတ်တလေးနဲ့ချက်ရမှာလေအမရာဘေးကိုဝယ်ဖြစ်တဲ့အကြောင်းတွေကနောက်ထပ်ရှိသေးရဲ့နော်မထက်ကလေဒီအမရာဘေးကနေပြီးဘယ်မှတော့သိမ့်မသွားဖြစ်တော့ဘာလို့လဲဆိုတော့မထက်ရဲ့လက်စုရီကွန်ဒိုကြီးမှာရေကူးကန်လည်းပါတယ်ဂျင်လည်းပါတယ်ကားပါကင်လည်းအဆင်ပြေရဲ့အဲ့ဒါကြောင့်မလို့အိမ်ထဲမှာပဲပျော်ပြီးတော့ဘယ်မှမသွားဖြစ်တော့မထက်ကြိုက်တဲ့ luxury condo ဆိုတာဒါမျိုးပေါ့နေ့လည်နေ့ခင်းဆိုရင်ဒီနားလေးမှာလမ်းလျှောက်ဖြစ်တယ်ဒါကန်းချင်ဖိုက်အပြည့်ပဲလေအရန်ကိုအကြိုက်တကအကြိုက်ဆုံးကန်းချင်ပဲဒီမှာကိုဝိုင်ကန်းချင်လေးရလိုက်လို့ပဲလေဘလောက်ကောင်းလဲအချိန်မရွေးဒီမှာလမ်းလျှောက်လိုက်လေလေးတပူပူနဲ့အရသာကိုရှိလို့ဒါပဲလေ phase 1ရဲ့ tower 1နဲ့ tower 2မှာ1 bedroom လေးတော့မှမရလိုက်ဘူးเนาะအလာနောက်ကြလို့တဲ့ဒီတစ်ခါအစ်စ်ဆောက်လို့မှမရလို့ရှင်เนาะအမရာဘေးကိုစိတ်ဆိုးမှာเนาะမထက်လာညီမလေးဟမ်ဟုတ်ကဲဗာများလဲရှင်ချိန်ရလားရပါတယ်ရင်းကောင်းပြောစရာရှိတယ်ပြောပါဦးဒီမှာအများပြီးမှလေ phase 2စားဆောင်တော့မယ်ဟုတ်လားပြီးတော့ဒီ phase 2မှာဆိုရင်ဒီ tower 3ပေါ့ tower 3စားဆောင်ပြီ tower 3မှာဆိုလို့ရှိရင်မထက်လူစင်ကနေ1 bedroom ခန်းနဲ့အများကြီးပါအားကြောင့်လို့1 bedroom ခန်းပါလို့မထက်ပြေဆုံးကပြောတာဝမ်းသာလိုက်တာနားလေးရဲ့မထက်ကညုံနေတာငကိုကလေးကလူချင်နေရလေ1 bedroom လေးကိုရပြီဆိုတော့ okay သွားတော့မထက်အရင်လာပြောရနော်ကျေးဇူးတင်ပါတယ်ပထမဆုံးပြောပြတဲ့အတွက်နော်မထက်ကလည်းဟိုလူချင်နေတဲ့မိတ်ဆွေတငယ်ချင်းတွေကတမီးတဲ့မေးနေကြအဲအကြောင်းမလို့သူတို့ကိုလည်းဖုန်းဆက်ပြီးတော့အကြောင်းကြားလိုက်မယ်ပြပြလိုက်မယ်ကျေးဇူးလည်းအများကြီးတင်တယ်ကြားပါတယ်ဝမ်းသာလိုက်တာကောင်းတယ်ဒီနားကလေ river view cleaner ဆိုတော့လေလေးကလည်းဒီမှာတိုင်မတ်ထက်အဲ့လိုမျိုးအလုပ်တွေပင်ပန်းတဲ့ခါကျအိမ်မှာနားနေဆိုစာလေးဖတ်လိုက်ညနေဆိုလို့ရှိရင်ရှုခင်းလေးထွက်ကြည့်လိုက်ဘလောက်သာရလဲဟုတ်တယ်ပြီးတော့1 bedroom ကမထက်သွားမနေလို့ရှိရင်လည်း invest လုပ်ထားလို့ရတယ်လေဟုတ်တာပေါ့ဟုတ်တယ်လေဟုတ်တယ်ဘာသာစရာပြောရအောင်